Whatever design is the client like အကောင်းဆုံး design ကတော့ကိုလို customer ကြိုက်တဲ့ design ကတော့အကောင်းဆုံးပဲပေါ့ design တစ်ခုဆွဲတဲ့အခါမှာကြံဖန်ပြီးတော့ဝေဖန်သုံးသပ်မယ်ဆိုရင်တော့ဝေဖန်စရာတွေအများကြီးပဲပေါ့ပြီးပြည့်စုံတဲ့ design ဆိုတာမျိုးက customer ကဘယ်လောက်ကြိုက်နေတတ်လဲဒီ design က audience နဲ့ဘယ်လောက် communicate လုပ်နိုင်လဲဒါကအခုတို့အတွက်အကောင်းဆုံး design ဆိုတဲ့အနေအထားမှာရှိပါတယ် design တစ်ခုကိုဝေဖန်ခိုင်းတဲ့အခါမှာ Gemini တို့ဝေဖန်ခိုင်းမယ်ဆိုရင်တော့ရှုထောင့်ပေါင်းများစွာနေပြီးတော့သုံးသပ်ခိုင်းလို့ရပါတယ်ကိုအနေနဲ့ design feedback တွေလိုချင်နေဆိုလို့ရှိရင်လည်းတွားရောက်မေးမြန်းတာမျိုးတွေလုပ်လို့ရတယ်ပေါ့နော်ဒါပေမဲ့ပြီးပြည့်စုံသွားတဲ့ design ဆိုတာမျိုးတော့ရှိမှာမဟုတ်ပါဘူးအနေနဲ့များတော့ဝေဖန်မှာပေါ့ဥပမာပုံဖြတ်တာမသက်ရဘူးတို့ဗာလေးထည့်တော့ပူကောင်းတယ်စသဖြင့်လိုအပ်ချက်တွေများစွာရှိနေနိုင်တယ်ပေါ့နော် design စီမင်းစီကံလေးတွေနဲ့လိုက်လာပြီးတော့ဆွဲကျင်လေ့ကျင့်သွားမယ်ဆိုလို့ရှိရင်ဆွဲပြီးတော့ကိုလိုလေ့ကျင့်သွားမယ်ဆိုလို့ရှိရင်တော့ကောင်းမွန်တဲ့ design တွေကိုရရှိသွားမှာဖြစ်ပါတယ် Okay ဟုတ်ပြီအဲ့ဆိုလို့ရှိရင် customer တွေများမြန်ပေးမဲ့ design မျိုးစားပါတယ်လဲဆိုလို့ရှိရင်တော့ customer တွေကသူတို့ရဲ့ design တွေကို customization လုပ်ထားတာသူတို့အတွက်တည်တံ့ဖန်တီးထားတာပေါ်မှာရိုးရှင်း simple ဖြစ်တာပြီးတော့ဒီကိုဆွဲထားတဲ့ design ကိုဘယ်လိုမျိုးဆွဲထားတယ်ဆိုတာမျိုးကိုရှင်းပြနိုင်တာရိုးရှင်းဖြစ်တာအသုံးပြုရလွယ်ကူတာစတဲ့အချက်လက်တွေကတော့ customer ကကိုယ့်ရဲ့ design ကို approve ပေးဖို့အမြန်ဆန်းဆုံးနည်းလမ်းတွေဖြစ်ပါတယ်နောက်တစ်ခုကတော့ကိုလို client တွေကို design တွေပေးတဲ့အခါမှာ option 3မျိုးထပ်ပို့ပြီးတော့ပေးတာမျိုးမလုပ်သင့်ပါဘူးဘာဖြစ်လို့လဲဆိုတော့ option တွေများသွားလို့ရှိရင်တို့တွေရွေးချယ်ခတ်သွားတယ်ကြာသွားတယ် approve ပေးဖို့အတွက်ဟာလားဆွေးနွေးတိုင်းမနေတာနေဆိုလို့ရှိရင်ကိုယ့်ရဲ့ design ဟာကြံကြာသွားတယ်ပေါ့နော် option တွေအများကြီးပေးမိသွားလို့ရှိရင်လည်းကိုယ့်ရဲ့ design ဟာတို့အတွက်ဟာလားရွေးချယ်ခတ်သွားသေးတယ်ပေါ့နော် design တစ်ခုကိုဆွဲတဲ့အခါမှာကိုယ်ကလှအောင်ဆွဲထားရဲဆိုအကြောင်းပြချက်မျိုးထက်ပို့ပြီးတော့ဒါကိုသုံးသိခြင်းနဲ့ client တွေကိုနားလည်သိခြင်းနဲ့အဲဒီလိုမျိုး design ဆွဲပြသွားတဲ့အဓိကအကြောင်းရင်းကဘာဆိုတာမျိုးဘာကြောင့်ဒီလိုမျိုးဆွဲပြတယ်ဆိုခိုင်လုံးတဲ့အကြောင်းပြချက်တွေကိုရှင်းပြလိုက်ခြင်းအဖြစ်လဲ client approve ရဖို့အတွက်မြန်ဆန်စေမှာဖြစ်ပါတယ်ပြီးတော့ရင်တော့ client တွေကိုမောက်ခတ်ပြတတ်ဖို့လိုတယ်ပေါ့နော်ကိုယ်အနေနဲ့ဆွဲထားတဲ့ design တွေကို client customer တွေအနေနဲ့ချိုင်းနစ်တက်အောင်ဒီလိုမျိုးနမူနာတို့ရဲ့မျိုးလုံးထဲမှာမြင်သာထင်သာစီမဲ့မောက်ခတ်တွေကိုအသုံးပြုပြီးတော့ပြတာမျိုးကပို့ပြီးတော့ထိအောင်မြန်ဆန်စေပါတယ်ပြီးတော့ design တွေဆွဲတဲ့အခါမှာတချို့တော့အမှတ်တစိတ်တွေကသူတို့ရဲ့ identity သူတို့ရဲ့ brand guideline သူတို့ရဲ့ brand book တွေမရှိတာမျိုးတွေဖြစ်တတ်တယ်ဒါမှမဟုတ်ရင်သူတို့ဘယ်လိုမျိုးဆွဲထားပါတယ်ဆိုတဲ့ရှေ့ကအကြောင်းအရာတွေမပြသတာမျိုးဖြစ်တတ်တယ်ပေါ့နော်တကူအနေနဲ့ရှားနိုင်တော့ရှားကြည့်ပြီးတော့ဆွဲတာတော့ပိုကောင်းတယ်သူတို့ရဲ့ရှေ့မှာဆွဲနေတဲ့ harmony နဲ့ကိုက်ညီအောင်ပေါ့နော်အခုဆိုလို့ရှိရင်တော့တခုကြုံမှုတဲ့ brand တခုပေါ့နော် brand တခုဆိုရှင်သူတို့ရဲ့ရှေ့ကဆွဲထားတဲ့အရာတွေကိုမပြဘူးမပြဘဲနဲ့ဆွဲပြခိုင်းတယ်ပေါ့နော်ဆွဲပြခိုင်းပြီးတော့ကြိုင်းမှငွေချေမယ်ဆိုတာမျိုးတွေလုပ်တယ်ပေါ့နော်အဲ့တော့ကိုကဆွဲလိုက်တယ်အဲ့တော့ငွေကတော့အရင်ချေရမယ်ဘာညာဆိုပြီးတော့ကိုဆွဲခိုင်းတယ်ဆွဲပြလိုက်တယ်အမှအရင်ဆွဲရတဲ့ design ထထောင်ပို့ပြီးတော့ဈေးကြီးနေတယ်ဈေးကကြီးနေတယ်ဘာဖြစ်လို့အရင် design တော့မလာတာလဲဆိုတာမျိုးတွေပြောပြီးတော့ဟလာပြောပြီးကိုပြန်ပြောတာမျိုးတွေရှိတတ်တယ်အဲ့လိုမျိုးတွေပြဿနာတက်တယ်ပေါ့နော်ကိုအနေနဲ့အကောင်းဆုံး design ကဘာလဲလို့မေးရင်တော့ customer အနေနဲ့ဒီ design ကို approve ပေးလိုက်တဲ့အချိန်မှာအကောင်းဆုံး design ပဲပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကိုတို့ကတယောက်နဲ့တယောက်အချိုက်ရှင်းတူမှာမဟုတ်ဘူးဒါရိုးကိုတို့ကသွားပြီးတော့ဒါတုံးတက်နေမယ်ဆိုရင်ပို့ပြီးတော့စိတ်တက်ကြတရားတွေများလာမှာပေါ့နော်ဒါပေမဲ့ level တစ်ခုရောက်လာပြီ design ဆွဲရတာလုတ်တဲ့နေနဲ့ကြာလာပြီဟဲ့ဆိုရင်တော့အခုတို့ကပို့ပြီးတော့ကောင်းမွန်တဲ့ design တွေ results တွေရအောင်အခုတို့က design စီမင်းစီကံလေးတွေနဲ့လိုက်လာပြီးတော့ဆွဲကျင်လေ့ကျင့်သွားမယ်ဆိုလို့ရှိရင်ဆွဲပြီးတော့ကိုတို့လေ့ကျင့်သွားမယ်ဆိုလို့ရှိရင်တော့ကောင်းမွန်တဲ့ design တွေကိုရရှိသွားမှာဖြစ်ပါတယ်